ဒီလိုနဲ့ကျွန်တော်တို့မိသားစုတိုက်ထုပူတာကိုဆိုင်းရောက်လာခဲ့ကြတယ်တိုက်ထုပူတာကနေတစ်ဆင့်ကြိုက်တီကိုတောင်ကြီးကမွန်းစကန်ကိုကျွန်တော်တို့မိသားစုအလုံးလုံးစီဖို့အတွက်ဆိုတော့မီနီအိုးလေးစီငှားပြီးတော့ကျွန်တော်တို့ထွက်လာခဲ့ကြတယ်ကြိုက်ထုပူတာကနေကြိုက်တီကိုတောင်ကြီးကမွန်းစကန်ကိုကျွန်တော်တို့မီနီအိုးလေးနဲ့တွားရင်တော့မိနစ်20ခန့်လောက်တော့ကြာတယ်အိုးငှားကတော့ကျွန်တော်တို့မိသားစုဆိုတာတောင်ဝဲပြရတောင်ကြီးရောက်တော့တောင်ကြီးကကားတွေကနေတစ်စင်ကျွန်တော်တို့တောင်ပေါ်ပြန်တက်တော့ဗောနော်အဲ့ဒီမှာကျွန်တော်တို့ကားကတော့လူကြီးတဦးကို9000ခေါင်းကမ်းမှထိုင်တော့စီးတော့9000ပေးရတာဗောနော်ဒါပေမဲ့ကလေးတွေအတွက်ကတော့ပေးစရာမလိုဘူးဒါပေမဲ့ကျွန်တော်မိသားစုကကလေးများတယ်ကလေး3ယောက်တော့ပါတော့ကျွန်တော်1ယောက်တော့ပေးလိုက်တယ်ကားဆရာအားနာလို့ကလေး1ယောက်သာပေးလိုက်တယ်ဗောနော်ကျွန်တော်တို့ကဒါနဲ့တောင်ပေါ်ကိုတက်လာခဲ့ကြတယ်တောင်ပေါ်ရောက်တော့အရင်ဆုံးကျွန်တော်တို့မလုပ်လဲဆိုတော့နမဝယ်ကျွန်တော်တို့တပုတ်ရိုက်ဖို့အတွက်ကျွန်တော်တို့တောင်ပေါ်ရောက်တဲ့အချိန်က2နာရီခွဲ3နာရီလောက်ပဲရှိသေးတယ်ဆိုတော့အချိန်လေးရတယ်အဲ့ဒါလည်းအေးစစ်စစ်နဲ့အဲရှောင်းဖြည်းဖြည်းချင်းရှောင်းလာကြတယ်တပုတ်လေးရိုက်ကြတယ်ဒီလိုမှတောင်ပေါ်ဖြည်းဖြည်းချင်းတက်လာခဲ့ကြတယ်တေးဘူးအခန်းကိုလည်းကြိုတင်ဘုတ်ခင်းလုပ်ရတဲ့အတွက်ကျွန်တော်တို့အချိန်ရတာပေါ့နော်ဒီနေရာမှာကျွန်တော်တခုပြောပြချင်တာကတော့ဒီစနေနေ့ကျောင်းပိတ်ရက်တွေဆိုရင်ကြိုက်တီကိုတောင်ပေါ်မှာလူအရန်များပါတယ်ဒီအခန်းကားတွေကကြိုတင်မလုပ်ပုံကင်မလုပ်တာရင်အခန်းမရတဲ့အခြေအနေဖြစ်တတ်တာပေါ့နော်အဲ့ဒီကလေးတွေကျောင်းပိတ်ရက်တွေဆိုရင်အခန်းကားဈေးနှုန်းတွေကလည်းအရန်ဈေးများတယ်ပေါ့နော်ပုံမှန်အားဖြင့်တော့တခြားကျောင်းဖွင့်ရက်တွေမှာဆိုရင်တော့ဈေးနှုန်းကတက်တာတယ်ဆိုပေမဲ့လည်းပဲတောင်ပေါ်ကအခန်းတွေကတော့ပုံမှန်မြို့တွေမှာရှိတဲ့ဈေးနှုန်းတွေတော့များတာပေါ့နော်ဒီဂျီယိုလီဟိုတယ်မှာဆိုရင်ဒီ3ယောက်ခန်းဆိုရင်2,200,000ပုံမှန်ရက်တွေမှာပေါ့နော်လူရမ်းများတဲ့ရက်တွေဆိုရင်4သိန်းလို့5သိန်းလို့ထိတော့မှာဖြစ်သွားတော့ပေါ့အဲ့ဒါတော့မှအခန်းမရနိုင်ဘူးပေါ့နော်ကျွန်တော်တို့မိသားစုကလည်းပတ်စံအများကြီးမတက်နိုင်တော့ဈေးသက်သာတဲ့ဝင်းတဲခုကမှာပဲတေးလိုက်တယ်ပေါ့နော်ဝင်းတဲခုကတော့မှစပီပတ်လက်အခန်းတစ်ခန်းကိုကျွန်တော်3သိန်းခွဲပေးရတာပေါ့နော်သူများတဲ့ရက်တွေမှာတောင်ပေါ်ရောက်တော့ကျွန်တော်တို့မိသားစုလိုက်ပြီးတော့လေပတ်ရင်းနဲ့မုတ်တွေစားကြတယ်တပုံလေးရိုက်ကြတယ်အဲ့ဒီမှာကျွန်တော်တို့မိသားစုတပုံရိုက်နေတဲ့အချိန်မှာရန်ကုန်မြို့ကရုပ်ရှင်နဲ့ပြုဆောင်စိုးမြတ်သူစာနဲ့တွေ့တယ်စိုးမြတ်သူစာကသူလည်းတပုံရိုက်ချင်တယ်ဆိုပြီးတော့လာဝင်ရိုက်သွားတော့ဗောနော်ကျွန်တော်တို့လည်းရိုက်ပေးလိုက်ပါတယ်ရန်တောင်းဆိုလို့ပါ